3D ဝါရဏရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ထဲမှာပေါ့9နှစ်နောက်တွဲဆိုပြီးတော့3ချိန်ကြာတာလေ9နှစ်နောက်တွဲလို့ကြာပြီးတဲ့နောက်ချိန်မှာပေါ့9နှစ်တွဲရှိရ3ထိပ်ရှိလို့မလို့အဲ့ဒီ3ထိပ်ကအောက်ဘက်မှာ3ထိပ်လို့ပြန်ကြနဲ့ရှိရရှိထိတ်ကအောက်ဘက်မှာရှိထိတ်လို့ပြန်ကြနောက်တစ်ချိန်9နဲ့အတွဲမှာပေါ့9နဲ့အတွဲမှာနှစ်ထိတ်ကအောက်မှာနှစ်ထိတ်လို့ပြန်ရိုက်မလားပေါ့နော်နှစ်ထိပ်ထည့်လိုက်မယ်ပေါ့ဒီနေရာမှာ4ထိပ်လို့လည်းထည့်ရင်ထည့်လို့ရတယ်ပေါ်မှာ3ထိပ်ပေါင်းရင်6 8ထိပ်ပေါင်းရင်6ဒီမှာ2ထိပ်ရှိတဲ့အတွက်6ဖြစ်အောင်4ထိပ်လို့လည်းထည့်လို့ရပါတယ်ဗျာလေတိုင်းကတော့ဒီ9နှစ်အထက်က39ပေါင်းခြင်းက9မလို့9လေတိုင်းလို့အောက်ဘက်မှာ9နှစ်တွေအောက်ဘက်မှာရိုက်ပါမယ်ခင်ဗျာနောက်တစ်ချိန်မှာလည်း9နှစ်ထက်က2လေးပေါင်းခြင်း6မလို့အောက်မှာ6လေတိုင်းလို့ရိုက်ပါမယ်ခင်ဗျာနောက်တစ်ချိန်မှာလည်း9နှစ်အထက်က4 5ပေါင်းခြင်း9မလို့9လေတိုင်းလို့ရိုက်ပါမယ်ခင်ဗျာဒီနေရာမှာနှစ်ထိပ်9အလေလို့ရတော့ရေပေါ့နော်နှစ်ထိပ်9အလေအပိတ်ယူဖို့ကကြဒီ9နှစ်နောက်တွဲရဲ့အောက်ကအသွေးမှာနောက်တွဲမှာပေါင်းခြင်းတစ်ပေါ့လေရန်ရောက်ပြီးဖြစ်တဲ့အတွက်အလေတိုင်းနဲ့ပေါင်းခြင်းတစ်ဖြစ်အောင်နောက်ပိတ်နှစ်ထဲမှာပေါင်းခြင်းတစ်ဖြစ်မှာဖြစ်တဲ့အတွက်နဲ့ပိတ်လို့ယူလိုက်ပါလေဗျာနောက်နှလုံးပေါင်းခြင်းတစ်နောက်နှလုံးပေါင်းခြင်းတစ်ဖြစ်အောင်ပေါင်းပြရပါမယ်
ဒီပြင်မှာလည်းနောက်နှလုံးပေါင်းခြင်းတစ်ဒီတစ်ချိန်မှာလည်းဆက်ပြင်မယ်ဆိုရင်တော့နောက်နှလုံးပေါင်းခြင်းတစ်နှစ်ထိပ်ကိုလေရှိရတဲ့နောက်ပေါင်းခြင်းတစ်ဖြစ်အောင်နှစ်ထည့်ပြရပါမယ်နောက်နှလုံးပေါင်းတစ်ဖြစ်အောင်နှစ်ထည့်ပြရပါမယ်ကိုလေတိုင်းရှိပြဖြစ်တဲ့အတွက်ဒီ23ချိန်မှာအာဆီယံမလို့တဲ့နှစ်ကိုနှစ်တဲတကူအကောင်းပေါ့ဗျာဒီနေရာမှာရန်ကျင်တော့4ကိုနှစ်လို့ရန်လို့ရပါတယ်ခင်ဗျအားလုံးပဲအောင်မြင်ကြပါစေဗျာ